လက်ဖုံအားပေါ်ကစိတ်ဝင်စားစရာအတိတ်ပဲရှိတဲ့အမှတ်သားများမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ရဲ့လက်ဖုံအားပေါ်ကစိတ်ဝင်စားစရာကောင်းတဲ့အမှတ်သားလေးတွေအကြောင်းဗဟုသုတဝေမျှပေးကြပါရရှင်လက်ဖုံအားဗေဒဆိုတာရှေးရခင်ကတည်းကလက်ဖုံအားပေါ်ကမြင်းချောင်းနေနဲ့အမှတ်သားလေးတွေကနေကိုယ့်ရဲ့ကံကြမ္မာနဲ့စိတ်နေသဘောထားကိုဖတ်ရှုနိုင်တဲ့နည်းပညာတစ်ခုလို့ဆိုနိုင်ပါတယ်ဒါကြောင့်ကိုယ့်လက်ဖုံအားကိုကိုယ်တိုင်ကြည့်ပြီးတော့အတိတ်ပဲတွေရှာဖွေကြည့်ကြရအောင်နော်ပထမဆုံးအနေနဲ့လူတော်များများစိတ်ဝင်စားကြပြီးတော့ရှားပါတဲ့အမှတ်သားတစ်ခုကတော့ပုံတရံအမှတ်သားလေးပဲဖြစ်ပါတယ်။လက်ဘဝအလဲဘဟုမှာနှလုံးမြင်၊ဦးခေါင်းမြင်၊ကံကြမ္မာမြင်နဲ့တက်တန်းမြင်တို့ကနေအင်္ဂလိပ်အခရာပုံစံပေါင်းဆက်ဖွဲ့စည်းနေတာမျိုးကိုပြောတာပါ။ဒီလိုပုံတရံရှိတဲ့သူတွေဟာထူးခြားတဲ့ဉာဏ်ပညာထိုးထွင်းသိမြင်နိုင်စွမ်းနဲ့ခေါင်းဆောင်နိုင်စွမ်းတို့ပိုင်ဆိုင်ကြသူတွေလို့ယူဆကြပါတယ်။ကိုယ်ပိုင်အသိဉာဏ်နဲ့ခိုင်မာတဲ့အတွင်းစိတ်လမ်းညွှန်မှုတွေရှိကြပြီးတော့ကိုယ့်ရဲ့ကံကြမ္မာပန်းနိုင်ကိုအောင်မြင်မြင်ရောက်ရှိနိုင်တဲ့လက္ခဏာတစ်ခုလည်းဖြစ်ပါတယ်ရှင်။ဒါအပြင်သူတို့ဟာတတိရှိပြီးတော့အမှန်တရားကိုရဲရဲရင်ရင်ဆိုင်ဝန်သူတွေလည်းဖြစ်ကြပါရဲ့နော်။နောက်ထပ်လက္ခဏာကောင်းလေးတွေအကြောင်းကိုပြောရမယ်ဆိုရင်တော့ကျဲပုံတရိကံပုံနဲ့ငါးပုံစားတဲ့ရှားပါတဲ့ပုံတရံလေးတွေပဲဖြစ်ပါတယ်။ကံကြမ္မာမြင်းပေါ်မှာကျဲပုံလေးရှိနေတယ်ဆိုရင်နာမည်ကျော်ကြားမှုနဲ့အောင်မြင်မှုတွေရရှိနိုင်တယ်လို့ဆိုပါတယ်။တရိကံပုံလေးကတော့ရေပုံရအပြင်ကံကောင်းခြင်းရဲ့အမှတ်သားဖြစ်ပြီးတော့လက်ဖဝါးအလယ်မှာရှိနေရင်ကောင်းမွန်တဲ့ကံကြမ္မာကိုညွှန်ပြတယ်လို့နေအပ်ဖို့လို့ဂျိုးကုန်းပေါ်မှာနေမြင်းမှာရှိနေမယ်ဆိုရင်အလဲအလက်အရွယ်မှာကြော်ကြားမှုရရှိနိုင်ပါတယ်ရှင်။စနေဂျိုးကုန်းပေါ်မှာဒေါင်လိုက်ပုံစံ၅ပုံစံလေးရှိနေတာကတော့အလွန်ရှားပါပြီးဒီလိုလူတွေဟာအလုတ်ကြိုးစားသူအင်အားကြီးမှပြီးဩဇာရှိတဲ့ပုံကိုယ်တွေဖြစ်လာတတ်ကြပါတယ်တဲ့။ကဲ4000ပုံအမှတ်သားလေးကိုတော့မမေ့သင့်ပါဘူး။4000ပုံလေးတွေကအပြုသဘောဆောင်တဲ့အမှတ်သားဖြစ်ပြီးတော့အကာအကွယ်ပေးတဲ့လက္ခဏာလို့သတ်မှတ်ကြပါတယ်။ဥပမာကိုယ့်ရဲ့မြင်းချောင်းလေးတစ်ခုမှာပြတ်တောက်မှုဖြစ်ပေါ်နေတဲ့အပိုင်းပတ်ဝန်းကျင်မှာ4000ပုံလေးတွေဝိုင်းခံရပြီးတော့ရှိနေမယ်ဆိုရင်ကံဆိုးမှုအခက်အခဲတွေကနေကာဝယ်ပေးပြီးအပြင်ကကံကောင်းခြင်းတွေကိုယူဆောင်လာပေးနိုင်တဲ့အမှတ်သားပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်ဒီ4000ပုံဟာအခက်အခဲကိုကံကောင်းခြင်းအဖြစ်ပြောင်းလဲပေးနိုင်တဲ့စွမ်းအားကိုကိုးစားပြုပါရနော်။နောက်တစ်ခုကတော့စထမအာယုံကြက်ချေကက်လို့ခေါ်တဲ့ mystic cross လေးပဲဖြစ်ပါတယ်။ဒါကနှလုံးမြင်းနဲ့ဦးခေါင်းမြင်းကြားလက်ဖဝါးအလယ်မှာတိုးတောင်းတဲ့မြင်းတစ်ခုဖြတ်ပြီးတော့ကြက်ချေကက် X ပုံစံလေးပေါ်နေရကိုပြောတာပါ။ဒီလိုအမှတ်သားမျိုးရှိတဲ့သူတွေဟာအလိုလျောက်သိမြင်တဲ့စွမ်းအား intuition အားကောင်းပြီးတော့တခါတလေမှာဝိညာဉ်ရေးရာဆိုင်ရာထိုးထွင်းသိမြင်မှုတွေရှိတတ်ကြပါတယ်ရှင်။တကူတဲ့တော့ကြက်ချေကက်လေးကတော့ပျော်ရွှင်တဲ့ပေါင်းဖမ်းမှုပျော်ရွှင်တဲ့အိမ်အောင်ရေးကိုလည်းဆိုလိုနိုင်ပါတယ်တဲ့။ဒါပေမဲ့တချို့သောအမှတ်သားလေးတွေကတော့ကျမတို့ရဲ့ဘဝမှာစိန်ခေါ်မှုတွေကိုညွှန်ပြတတ်ကြပါတယ်။ဥပမာကျွန်းပုံစံအိုင်လန်လိုအမှတ်သားမျိုးကမြင်းချောင်းပေါ်မှာဘဲဥပုံလေးဒါမှမဟုတ်စဝိုင်းပုံစံလေးဖြစ်ပေါ်နေတတ်ပြီးတော့ကျန်းမာရေးပြဿနာများစိတ်ပိုင်းဆိုင်ရာဖိစီးမှုများဒါမှမဟုတ်ဘဝရဲ့အနှောက်အယှက်အတားအဆီးများရှိမဲ့ကာလတွေကိုပြသတတ်ပါတယ်။ကံကြမ္မာမြင်းပေါ်မှာရှိနေရင်အလောက်ကိုင်းမှာအတက်ကြများတာမျိုးပြတတ်ပါတယ်။ဒါပေမဲ့စောစောကပြောခဲ့သလိုဒီလိုမျိုးအားနည်းချက်ပြတဲ့မြင်းပြက်ချင်းကျွန်းပုံစံတို့နဲ့ဘေးပတ်ဝန်းကျင်မှာ4000ပုံလေးတွေပါနေမယ်ဆိုရင်တော့အဲ့ဒီအခက်အခဲတွေကိုအန္တရာယ်ကင်းစွာကျော်လွှားနိုင်မယ်ဆိုတဲ့အကာအကွယ်ကိုဖော်ပြနေပါတယ်ရှင်။ဒီလိုလက်ဖဝါးပေါ်ကအမှတ်သားလေးတွေကကိုဘဝကိုအသေးစိတ်ကြိုတင်ပြသနေတယ်လို့ယုံကြည်ကြပေမဲ့ဒီຢာတွေဟာကျမတို့ရဲ့စိတ်နေစိတ်ထားနဲ့လှုပ်ဆောင်ချက်တွေရဲ့ရောင်ပြန်ဟမ်းမှုလည်းဖြစ်တယ်ဆိုတာကိုအမြဲတမ်းနေတင်ပါရနော်။ကဲကိုလက်ဖဝါးလေးကိုကြည့်ပြီးတော့ဘလို့ထူးခြားတဲ့အမှတ်သားလေးတွေရှိနေလဲဆိုတာရှာဖွေကြည့်ရင်ပျော်ရွှင်စရာဗဟုသုတရရှိတဲ့အချိန်လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။